ယောရန်ကုန်တိုင်းမြောက်ကလာပါနဲ့သမီးရှင်တွေအားလုံးကိုဒီသချင်းနဲ့နက်နက်လေးကညော့လိုက်တယ်ယူဟာသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူပုံငမ်းမဲရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပ်ရာထိုးပိုင်နဲ့ဦးတုတ်ကြီးကတည်းရဲထုံးသမီးလေးတယောက်အရွယ်ရောက်လင်းပေးစားပုံစိတ်ကူပေါက်ရွှေသမတ်တော်ပေါ်စင်စားလိုက်ရင်ကောင်းတွေထဲမှာသိမ့်မှုနောက်ရွှေငွေပြောက်တဲ့ကလေးတစ်ချေတယောက်နဲ့ညာသွားမှကိုမင်းမေကြောက်နောက်တစ်ချိန်ရောက်ခမဖြစ်လာမဲ့အချိန်လေးဆောင်ငါသမီးလိမ့်တော်ပါတဲ့ဆိုသူရီစားအိမ်ခေါ်လာတဲ့ရုပ်ကိုကအုပ်ကြမြတ်ပေါက်ဥပတိရုပ်ပေါ်ပါတဲ့ဒီအရွယ်ရီစားကစိတ်ကူးရင်ပြီးတော့ပျော်ရှားတဲ့တော့ပါဟဲ့ဒီလိုကောင်းမျိုးငါချမ်းဝါတောင်းခေါ်မလာနဲ့ရက်ကွာစနပုံနေတော့တဲ့ဆိုဝင်းပုံစားပုံကြည့်တော့ငမွဲ့ယုံနေမေတော့ပိန်ရောက်တာပဲ့ပြုံနေလိုကောင်းမျိုးငါသမက်လဲမဟုတ်အလူလက်နဲ့ရွှေခွက်နိုင်အော်တန်ရမနေတက်လိုက်တာကိုသမီးကိုပြောမရရင်စွန့်လွတ်ပြီးတော့အမွေပြတ်လိုက်မှာငွေခင်းတို့အတိုင်းဝိုင်းထဲမွဲတဲ့လူရှိသလားရေးတွက်လိုက်ပါကိုအစင်ကိုအတန်နဲ့တူရရှာပြီးချိန်နဲ့လိုက်ပါသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူကုန်နှမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပ်ရာကိုပိုင်နဲ့ဦးတုတ်ကြီးကတည်းရဲချမ်းသာတဲ့လူနဲ့ပေးပေါင်းကရက်ကွက်တမနေဘူးအဝေးပြောင်းမှာဟဲ့ရွှေတောင်ချမ်းမှာစိုက်ကနက်ကနဲ့တိုက်နဲ့ထားမဲ့သုံးဖြုံနိုင်တဲ့တထင်းလောက်ရှာရက်ကွက်တဲ့တထင်းလေးထွက်အော်အဖွာကြီးကပတ်စမတ်တဲ့ဟုတ်တယ်မတ်တဲ့ပတ်စမတ်တဲ့မကိုကကြည့်တက်ပြီးတော့မတ်တဲ့ငွေထုံငါဝတ်ဆွဲငွေငါသမီးယောက်ျားတထင်းကြီးဆိုငွေဆိုတာငါအတွက်ပဲလေတို့ကတော့ပြပဲအင်းငွေဆိုရင်ခံမတ်ပဲဟေးကိုဟာကိုပတ်စမတ်တမချင်နဲ့ရင်လက်အပ်ပဲအိမ်နောက်ပြပရတဲ့စေမင်းဆုံးထိုးပါဆိုလားအညာဆိုလားအိုးဒီသုံးမျိုးချက်မပိုင်ရင်နောက်ပြင်ရန်ခတ်တိအမျိုးကလေးတစ်ချေလေးဆိုဘေးဖဲရွှေငွေတစ်ထည်ကိုရွေးချဲခုခင်မိန်ကလေးတွေတော်ဝဲတဲ့လင်းယူမဲဆိုရှေကိုတွေ့ဟဲ့မီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူကုန်နှမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပ်ရာထိုးပိုင်နဲ့ဦးတုတ်ကြီးကတည်းရဲဆိုင်လက်ကြီးဂိုင်လက်ကြီးရွှေတောင်ကြားကတိုက်လက်ကြီးအတွေးကြောင့်ပြေးရှောင်းမိုင်းမဲ့ပြီးအဖေတေးတွေကိုမကြိုက်နဲ့သမီးပိုင်ရွှဲကြီးမလို့ချင်ပါဘူးအိုင်ငနေကြီးကတိုက်လဲရှိတယ်ဆယ်တန်းအောင်ပြီးအလိုက်လဲသိတယ်ဒီကောင်ငါစုပ်တိစုပ်ပြတ်မိပါမျက်နှာအိုမဲတော့ရလူပုံလဲတာကျုပ်သမီးကျုပ်သမက်ပြောရမှာတော့ဟုတ်ကြီး